ချိန်တိုင်းမှာအကောင်းဆုံးပြင်ဆင်ပေးတာသခင်ယေရှုကြံတန်သောလေးများမောင်ဖုံးလွန်သောချိန်များရောက်ရှိလေမြည်တဲ့ချင်းကိုယ်တော်ဖြစ်စေတဲ့မနှက်ပြန်နေတွင်မစိုးရင်ဘူးကျွန်တော်ရဲ့ထဲမှာသခင်ယေရှုနေပေလို့နာကူတောင်းလဲကြတော့လေကျွန်နေတိုင်းကျွန်တော်ကိုသူမတဲ့သခင်ကိုမြဲယုံကြည်ကိုခွင့်မဲ့တိုင်းမှာရေကူညီပေးတာသခင်ယေရှုမျော်လင့်ချမ်းမဲ့ချိန်များမတရားသောမှုရများတွေ့ကြုံလေကဲတင်ခြင်းကိုယ်တော်ပေးနေတယ်မနှက်ပြန်နေသွမ်းဆိုရင်ဘူးကျွန်တော်ရဲ့ထဲမှာသခင်ယေရှုနေပေလို့အနာလူတောင်းလဲကြပါလေယနေ့တိုင်းကျွန်တော်